ကြွပုံစံတွေမကောင်းဆိုးဝါပြီးသွားရင်ကြောက်စရာကောင်းတဲ့ပါဆိုင်ကူးနေတော့ဒမီမီကာနောက်တစ်ယောက်ကတော့ Phone the Fork မိစပါပဲပြီးသွားရင် The Bon One ပါရင်ကာတွန်းထရရာဆိုကျွန်တော်ဒီကာတွန်းထရရာဆိုလဲတော်တာလေးရယ်ပြီးရင် The Bon One ဟိုကြွရောင်ဆောင်ရတဲ့မိတ်စာရယ် The Bon One The Fork ရယ်ပေါ့နော်အခုကျွန်တော်ကကြည့်ရတာ The Fork ရဲ့ပစ္စည်းတွေပေါ့နော်တက်ပင်ခေါင်းမှာဖြစ်ပါတယ်တက်ပင်ခေါင်းကတော့တကူးတကားမရိုက်ပြတော့ဘူးဖြစ်ပါတယ်ကျွန်တော်မနေ့တော့ကျွန်တော်ဗီဒီယိုတင်ပိုင်း definitely ပါဒါပေမဲ့တင်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုကမိနစ်20ကျော်သွားလို့ပါတက်ပင်နောက်ဆုံး16တုံးမြောက်ပဲဖြစ်ပါတယ်ရပါပါပြီဒီမှာ16တုံးမြောက်ရပါပြီဆိုတော့ကျွန်တော်တို့စပြီးတော့ဒီမှာမနေပါဘူးဒီမှာနေတမမီကဖင်လိုက်ပါမှာပဲဖင်လိုက်တာခံတော့ချီးစော်နံရပါတယ်နော်တော့ချီးစော်မနာလို့ကျွန်တော်အိမ်ပေါ်တက်ပြီးအိမ်ဆောင်ကလေးပေါ်တက်ပြီးလေးပေါ်ကအိမ်နေဆောင်မှာဖြစ်ပါတယ်လေးပေါ်အိမ်လေးပဲဖြစ်ပါတယ်ရေးပေါ်အိမ်ကတော်တာခက်ရောက်သွားပြီပေါ့နော်လေးပေါ်အိမ်ပဲဖြစ်ပါတယ်ဒါကျွန်တော်ဆောင်မှာလေးပေါ်အိမ်လေးပေါ်အိမ်လေးပေါ်မှာစောက်တာအိမ်လေးပေါ်အိမ်လို့ခေါ်တယ်တချို့တွေကရေးပေါ်အိမ်ပဲစောက်တယ်ကျွန်တော်ကလေးပေါ်အိမ်ပဲစောက်တာကျွန်တော်ကအစင်းတာလေးပေါ်တွေမစင်းဘူးလေဂိမ်းဆော့တဲ့လေးပေါ်တွေမစင်းဘူးနည်းနည်းတပွဲတော့နိုင်တယ်လေးပေါ်တွေမစင်းဘူးစတာပါတော့ကျွန်တော်လေးပေါ်တွေစင်းပါတယ်ဘယ်လိုစင်းလဲဆိုတော့ခုံကြပြီးစင်းရတာပါကျွန်တော်စပါပြီကျွန်တော်မှာကတွန်းတွေ့ရနဲ့တွေ့တယ်ပေါ့နော်ပါစီနဲ့ပေါ့နော်ဟုတ်ပါတယ်ဇာစီကိုတက်မှာဖြစ်ပါတယ်မစ္စတာစီကိုတက်မှာဘယ်လိုတက်မှာဆိုတီလိုလေးရောနော်ဒါသိကျွန်တော်တော့ခုတ်ကြမလို့ဘာလို့ဆိုကျွန်တော်တခါတော့သိလို့မရဘူးနော်ကျွန်တော်ဟက်ကိုကြီးစော့ထားတာဖြစ်ပါတယ်ကျွန်တော်တခါလေးတော့သိလို့မရပါဘူးကနော်ကျွန်တော်ဟက်ကိုစော့ထားတာပေါ့နော်ဘရာတို့ကျွန်တော်မသိရနဲ့ကျွန်တော်စော့ပြမယ်ပေါ့နော်ဘရာတို့ကျွန်တော်ထောင်ချောက်ဖန်နဲ့သိတယ်လို့ပြောရင်အခုကျွန်တော်တိလေးပဲကြံတော့တယ်မဟုတ်ပါဘူးတည်တယ်လို့ပြောနေကြလို့ပေါ့နော်ကျွန်တော်မတည်အောင်လို့စော့ပြမှာဖြစ်ပါတယ်အခုဘယ်လိုစော့ပြမယ်ဆိုတော့လေးပေါ်မှာအိမ်ဆောက်မှာဖြစ်ပါတယ်လေးပေါ်မှာအိမ်ဆောက်မှာဖြစ်ပါတယ်ပါရာတို့ဟိုမှာဓမီမီကာဘယ်လိုလုပ်မလဲမီမီကာရှိတယ်ဘယ်လိုများလုပ်ကြမလဲနော်မီမီကာဆိုရင်အချင်းတွေလုံးဝမကောင်းတော့ဘူးဗျဟောလာဘရင်ထဲမှာမီမီကာပါတယ်ဗျအားကြောင့်မီမီကာပါရင်ကျွန်တော်တို့ကဘာမှမလုပ်ရဘူးပေါ့နော်ဟောလာဘရင်ထဲမှာမီမီကာပေါ့နော်မီမီကာပါလဲဒဖော့ကတော့ထိတ်ဆုံးရပဲဖြစ်ပါတယ်ဟောလာဘရင်ထဲမှာဒဖော့ဆိုတဲ့ကောင်ထိတ်ဆုံးရဖြစ်ပါတယ်စတော့နည်းနည်းအတန်နေများပါလို့ပါအခုကအတန်ထက်များပါပြီခုကျွန်တော်ဘာလုပ်မလဲဆိုတော့လေကတဲ့လုံးမှဖြုတ်ပါတယ်ဟိုပထမဆုံးလေကတဲ့လုံးလာဆိုတော့ကျွန်တော်မေစာစီအရမ3កောင်ရပြီပျော်ချိန်မတန်ပါနဲ့ပျော်တာသိမကောင်းပါဘူးမိမိကကြီးရစောက်မျောနေပါသည်မိမိကကြီးရစောက်ပြောနေပါသည်ဟိုကမိမိကဆောင်ကြပါမိမိကလမ်းမတွင်ဖင်လိုက်တတ်ပါတယ်အကုန်လုံးချီးစော်ရင်လည်းကုန်ပါမယ်မိမိကအကုန်လုံးမဆောင်ကြပါလမ်းမတွင်အကောင်ဖင်လိုက်ပါတယ်ဖင်လိုက်တော့မှဖင်လေးကိုလက်ချောင်းအထုံးထိုးလိုက်ပြီးနေပါတယ်အားလုံးပဲမိမိကဆောင်ကြပါအားလုံးပဲမိမိကဆောင်ကြပါလို့တောင်းဆိုခြင်းပါတယ်ကျွန်တော်ပြောမိတဲ့တောင်းဆိုခြင်းပါတယ်မဟုတ်ပါရောင်းပါဘယ်ဒီမှာတော့လေးရောက်ရုံတော့ကျွန်တော်တက်တာမြန်နီးနဲ့ပကံလုံးကိုစီးတော့ခုံးမှာဖြစ်ပါတယ်16တုံးဖြစ်ပါတယ်တက်တာခေါ်ကတော့အရေးကြီးမရိုက်ပြီးတော့နော်တော်နေတော့ရပြီနော်တော်နေနော်မမဲတော်နေနော်တော်နေနော်
အဲ့မှာလည်းခိုင်း တော်တော်နေနော် ရ တော်တော်နေနော် စပ် ဟေ့ရဒါတော့ကျွန်တော်ဗီဒီယိုရိုက်နေကျွန်တော်ဗီဒီယိုမရက်မိတာတောင်းမှပါလေဟာဗီဒီယိုမရက်မိလောက်ရကျွန်တော်ဗီဒီယိုမရက်မိလိုက်ပြီပဲကျွန်တော်အကုန်လုံးပဲပြောရှင်းအောင်ကျွန်တော်လုပ်ပေးပါမယ်အဲ့ဒီဗီဒီယိုမရက်မိလိုက်တဲ့အတွက်ပဲကျွန်တော်တောင်းမှပါလေကျွန်တော်တောင်းမှပါတယ်အကုန်လုံးကျွန်တော်ဒူးထောက်ပြီးတော့တောင်းမှပါလေဒူးထောက်ဖို့ရတယ်မိုင်းခရက်ထဲမှာတော့ဒူးထောက်လို့မရဘူးဖင်တော့ကောင်းလို့ရတယ်ပေါ့နော်ဖင်ကုန်းပြီးတောင်းမှပါတယ်ကျွန်တော်အကုန်လုံးဖင်ကုန်းပြီးတောင်းမှပါတယ်ဖင်ကုန်းကြီးတောင်းမဲ့တော့ဖင်ဟွာမလုပ်လိုက်ရနော်ကြည့်ရပါတော့တော့စောက်တက်လာပါမင်းမွေတော့မှုတက်သွားပြီ ဟုတ်တယ်ဒါချာတော့ရတယ်ရှယ်ယူ ကျွန်တော်ရောင်သွားတယ်ပေါ့နော်ကျွန်တော်တကယ်ချင်းဘေးနားလောက်ရတယ်ကျွန်တော်တစ်ချက်ရောက်ဒါမီမီကာအကောင်လုံးပဲကျွန်တော်ဒီမှာမမြင်ဘူးကြည့်ထားကြပါတော့ဒါမီမီကာပေါ့နော်ကျွန်တော်ငါမီမီကာတွေ့တာမအဲ့ငါဒီမှာထုတ်လွှဲတယ်ဒီအဲ့ပြီဟာဗါတယ်အဲဒီရှေဖာI hate sun fire meow 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 ဘေးနားမှာကြောက်တဲ့ငယ်ရှိပါတယ်ဘာဆိုတော့ကျွန်တော်ငယ်ချင်းကျွန်တော်တရေမိုးတွေဆိုရင်ပေါ့နော်ကျွန်တော်မကြောက်ဘေးနားမှာနေပေးတဲ့ကောင်ပေါ့နော် तू ကလုံးဝမကြောက်တတ်ပါဘူးတရေမြင်လုံးဝမကြောက်တော့မယုံရင်ဒီကောင်လေးဆက်ရိုက်ထားတဲ့ဗီဒီယိုကျွန်တော်တင်ပြပါမယ်တရေမြင်ဖင်းတော့မတုံဘူးပေါ့နော်တရေဆိုရင်ဒီကောင်ဂယူတော့မဆိုင်ဘူးနော်တရေဆိုရင်ဒီကောင်ကလာခဲ့လို့ပဲခေါ်တာဘာဆိုတော့ခေါ်ပြီးဒီကောင်ပြန်ပြီးမှာဟုတ်ပါကျွန်တော်ရတရေဆိုရင်လုံးဝမကြောက်ဘူးနော်တရေဆိုရင်လာဖိကုန်းထားလို့ပြောတယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ဒီမှာဒီလိုလေးအိမ်ကိုပြင်လိုက်ပါမယ်ဒီလိုလေးပေါ့ကျွန်တော်အိမ်ကဒီလိုလေးစောက်လိုက်ပါမယ်ကျွန်တော်ပိုကောင်းပါတယ်ဒီလိုလေးဆိုရင်ရောနော်ဒီလိုလေးဆိုရင်ကောင်းမှထင်တယ်ရောလှတယ်ရောဒီလိုလေးဆိုရင်ဆောင်းရင်လှတယ်လို့ပဲပြောရသေးတယ်လို့အဲ့လိုရင်မလုပ်ပါနဲ့တင်းအောင်မရားရတင်းအောင်မရားရဘာလို့ဘယ်လိုလုပ်လိုက်တာလဲဗျာဘာလဲဒီလိုလေးဆိုရပြီလို့ဆောင်းလှတယ်ဒီလိုလေးဆိုညာဒီလိုဖြစ်လာဒီနာဒီလိုခံတယ်ဆောင်းလန်းဝိုင်းခံဆိုကြီးခေါ်မခံဟဲ့နော်ကျွန်တော်ဒီတော့တက်တယ်ကျွန်တော်ရဲ့ဒါကတော့အပိုင်းတက်ပဲဖြစ်ပါတယ်အပိုင်းနဲ့ဆက်တင်ပေးပါမယ်ကျွန်တော်ဒီအမြန်ကြီးနဲ့ပကံလုံးစီးပြီးစောင့်နေဖြစ်ပြီးတော့မှကျွန်တော်တက်ဖို့လည်းအမြန်ကြီးနဲ့ပကံလုံးစီးတော့ဟိုမှာမေးဘေးတွေစောင့်နေရဖြစ်ပါတယ်ရန်ဆိုရင်ပစင်ရတယ်ကျိုးနေတာဟာကြပါကျွန်တော်ဆိုလုံးလေဒီမှာလဲမီကတော့ဖွဲ့ပါနော်ရိုက်လာပြီကိုလိုပဲကြေကြပါအောင်ကျွန်တော်ဒီမှာအပောင်ကလည်းရောနေတာနဲ့ကွက်တိပဲလီပောင်ကရောနေတယ်တော်ရတော့လို့ပါလို့ကွက်တိဒီကျောင်းကဒီမှာကျွန်တော်တက်မှန်တော့တယ်ဒီမှာတော့တိတ်မလုံးကြုံတော့ဘူးနော်ငါတော်လာတာတဲ့မျက်စာတွေစီတော့တိတ်ဟေးရမေဘေးရမီကဒီကောင်ဘယ်လိုမှန်းကောင်းမလဲဒီကောင်ဘယ်လိုမှန်းဒီကောင်ရေမကူးတက်လာအောင်နော်ဟာဒီဘက်ထိပ်ပြေးသွားလိုက်မယ် ready 1 2 3မိမိကလိုက်လာခဲ့တော့လာလေအော်တော်တာလာလေငါအိမ်မှာပါဆက်စီပို့နေလားလာရဲ့ဒါလို့ပြောနေဒီမှာမင်းဖို့ကမင်းနောက်မှာငါကြောက်လာပြီလို့ကျွန်တော်နောက်မှာမီမီကိုင်းလိုက်လာပါလေလို့ဟုတ်လားဟဲ့အလုံးဆိုရေထဲပြုတ်ကြပါပါလေအကောင်လုံးကကြော်ရေထဲပြုတ်ကြပါပါတီကြော်တက်တာနည်းနည်းခေါ်ဖို့ဖြစ်ပါလေတက်တာကိုနည်းနည်းပပပေါ့နော်
နည်းနည်းလေးနဲ့ပပလေးခုံးပါလေးဖြစ်ပါတယ်နည်းနည်းလေးနဲ့ပပလေးကိုပနဲ့ရိုက်ပြီးခုံးပါလေးဖြစ်ပါတယ်ဒီလိုလေးကိုလက်သီးလေးနဲ့ထိုးပြီးတော့ခုတ်လိုက်ရင်တော့10ပဲဒီတစ်ပင်ခုတ်ပြီးတော့ရပါပြီထူးဆန်းတယ်ပေါ့နော်ဒီတစ်ပင်ကကျတော့ဒီမှာနှစ်ပင်ဘူးနေတာပေါ့နော်ကျွန်တော်မရိုက်ဖြစ်လိုက်ဘူးပေါ့နော်ဒီစရောအိမ်ကိုပြေးมาဖြစ်ပါတယ်တော်လိုက်မီမီကတော့ကျွန်တော်ပထမမုန်းနေတော့တေးချပါတယ်တွေးစားတော့မလို့ပါဘူးပေါ့နော်ဘာလို့ကျွန်တော်ဒီကောင်ပထမဆောင်ရမ်းမှာလာနေမှာဒီပြိတ္တကြီးကကြိုးစိုးတယ်ဗါလဲအတင်ရဲ့ချင်းနေတော့ကျေးဇူးတင်ပါတယ်ဗျာတနေချင်းမီမီကကျေးဇူးတင်ပါတယ်ဗျာတင်ချင်းမီမီကကျေးဇူးတင်ပါတယ်ဗျာမေယေတည်ရလိုက်လာပြီတည်ရတော့မရင်းချင်းမလို့တဲ့ဖီမာမတတာကြောင်ထွက်ပါ sorry မေယုံငါနောက်လိုက်မေတွားလိုက်ခံရအောင်ငါနောက်လာမလိုက်နဲ့ဆင်းလာ stop it အင်္ဂလိပ်စာဇရေးမဆိုလေးစင်တဲ့အတန်နဲ့ကျွန်တော်ပြောတာဖြစ်ပါတယ်အဲဒီစာကိုငပိအတန်နဲ့မှုတ်တာဖြစ်ပါတယ်အကုန်လုံးကကျွန်တော်အင်္ဂလိပ်စာကိုငပိအဂျိုအတန်နဲ့ကျွန်တော်မှုတ်မှာဖြစ်ပါတယ်ကျွန်တော်ငပိအတန်နဲ့ကျွန်တော်ပြောပြဖြစ်ပါတယ်အင်္ဂလိပ်စာကာတွန်းတွေလာဆွဲတရားဆိုရလောက်တယ်ပေါ့နော်နည်းနည်းပါဆိုလို့နော်ကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းမလဲအတိပါကြီးဒီလိုလေးပေါ့ဒီလိုလေးဆိုပိုကောင်းတယ်ဒီလိုလေးဆိုတော့လမ်းနေရောရအောင်ရေးဘရာလာလို့ရေးကျွန်တော်အိမ်ကတော့ဒီမှာပဲပြီးသွားပါပြီအကုန်လုံးပဲကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ပတ်ဝန်းဖြစ်ပါလေဗာလဲဟော်ရာမောတွေပြင်းနေတဲ့ကဘာပါနာနာဘွားတွေပြင်းနေတဲ့ကဘာမှာကျွန်တော်အသက်ရှင်ခဲ့ပါလေအားလုံးပဲဘိုင်ဘိုင်ပတ်ထူတင်ပေးပါမယ်